လွယ်လွယ်လေးဖွင့်လို့ရနေတဲ့ TikTok ဂျပန်အကောင့်ကိုစာပစ်ကြီးအစမတန်ယူပြီးတော့မရှက်မကြောက်လှုပ်ရှားနေတဲ့ဆရာကြီးတွေရဲ့ဗီဒီယိုကိုမြင်လို့ကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့သူတွေထက်မှာရေလို့ TikTok ဂျပန်အကောင့်မဖွင့်ရသေးရင်မဖွင့်တတ်သေးရင်အဲ့လိုဆရာကြီးတွေနဲ့မတိုးအောင်လို့ကျွန်တော်က TikTok ဂျပန်အကောင့်ကိုဘလို့အလွယ်ကူဆုံးဖွင့်ရမလဲဆိုတာပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Okay ကျွန်တော်တို့အဆင်သင့်ဖြစ်ပြီဆိုရင်ကျွန်တော်တို့ကပထမအဆုံးအနေနဲ့ TikTok ထဲကိုဝင်မယ်TikTok ထဲကိုဝင်လို့ရှိရင်ဒီမှာ login ဆိုတဲ့ဒီဟာလေးပေါ်လာလိမ့်မယ်ကိုကဘယ်အကောင့်မှမဝင်ထားရင်ပေါ့ login ဆိုတဲ့ဟာလေးပေါ်လာလိမ့်မယ်အဲဆိုရင် login ကိုနှိပ်လိုက်မယ်ပြီးရင်အောက်မှာအောက်ဆုံးမှာ sign up ဆိုတာရှိတယ်ဗျ sign up လေးကိုနှိပ်မယ်အဲ sign up လေးကိုနှိပ်ပွားလို့ရှိရင်ကိုက TikTok ဂျပန် region နဲ့ account လိုချင်တာဖြစ်တဲ့အတွက်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီအောက်နားလေးမှာ by continue with an account located in ဆိုပြီးတော့အမှ location လေးရှိတယ်အမှကျွန်တော်ကတော့အခုထိုင်းနိုင်ငံမှာနေရဖြစ်တဲ့အတွက်ထိုင်း location ပြနေအဲ့ဒါကျွန်တော်တို့ကအဲ့ထိုင်းလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးရင်ကျွန်တော်တို့ကဒီအပေါ်က search bar မှာဂျပန်ဆိုပြီးတော့ရိုက်ရှာလိုက်မယ် GAPAN ဂျပန်ဆိုရိုက်ရှာလိုက်မယ် okay ဒါဆိုရင်ဒီအောက်မှာဂျပန်ပြောင်းသွားပြီမလားဂျပန်ပြောင်းသွားပြီဆိုရင်ကျွန်တော်တို့ကဘာနဲ့ login ဝင်မလဲအခုမှကျွန်တော်ကတော့အလွယ်ကူဆုံးဖြစ်တဲ့ Google နဲ့ login ဝင်ပြသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ continue with Google ကိုနှိပ်မယ်new win Google ကိုနှိပ်ပွားရင်ကျွန်တော်တို့အမှကိုကြိုက်နှစ်တက်ရ Gmail account တစ်ခုခုနဲ့ဝင်လိုက်မယ်။ဒါဆိုရင်ကျွန်တော်တို့က birthday ချိန်မယ်ကိုရဲ့ birthday ပေါ့။ Okay birthday ချိန်မှဆိုရင် continue ဆက်သွားမယ်။ Okay ပြီးရင်ကိုကနာမည်ကိုဘာနာမည်ထားမလဲပေါ့ကိုထားခြင်းတဲ့နာမည်တစ်ခုရေးပြီးတော့ဒါဆိုရင်ကျွန်တော်တို့ကဂျပန်အကောင့်ကအောင်မြင်စွာပြီးဆုံးသွားပါပြီတကယ်လို့ဂျပန်အကောင့်ဟုတ်မဟုတ်စစ်ကြည့်နေဆိုရင်ဒီမှာ TikTok ဒီနောက်ကငင်းလေး၃ချောင်းနှိပ်လိုက်ပါပြီးတော့လို့ရင် TikTok Studio ဆိုတာရှိတယ် TikTok Studio တွေနှိပ်လိုက်ပါကျွန်တော်တို့က TikTok မှာကြတော့ monetization နဲ့လာတာမဟုတ်ဘူးဘာနဲ့လာလဲဆိုတော့ Creator Reward Program ဆိုတဲ့ဟာနဲ့လာတယ်ကျွန်တော်တို့ TikTok Creator Reward Program ကိုဆွဲကြည့်လိုက်မယ်ဒီမှာTikTok Creator Reward Program ဆိုဒီမှာဒါလေးတွေ့လားမသိဘူးအဲ့ဒါလေးကိုနှိပ်လိုက်မယ်ဒီမှာကျွန်တော်တို့က monetization အောင်ဖို့အတွက်ဘာလို့လိုအပ်လဲဆိုရင်အပေါ်လေးဆွဲတင်လိုက်မယ်အနည်းဆုံးအသက်18နှစ်ပြည့်ရမယ်ပြီးရင် follower အနည်းဆုံး1000ရှိရမယ်ပြီးရင်အောက်ကကျပ်30အတွင်းကိုတင်လိုက်တဲ့ဗီဒီယိုကိုကြည့်တဲ့လူ3သိန်းပြည့်ရမယ်ဒီရှက်လက်3ခုနဲ့ပြည့်သွားပြီဆိုရင်ကိုယ့်ရဲ့ TikTok အကောင့်က monetization ကနေကြောပတ်စံချလို့ရပြီပဲဖြစ်ပါတယ်။ Okay အားလုံးပဲနားလည်သဘောပေါက်လိမ့်မယ်လို့ကျွန်တော်ကမျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။